ရှာလို့မတွေ့ဘူးမမလည်းမမေလည်းမလုပ်ပါဘူးသမီးရဲ့မမရုပ်ကဘယ်ရောက်သွားလဲခန်းထဲမှာလည်းရှာလို့မတွေ့ဘူးငယ်ချင်းငယ်ချင်းမနေ့ကအတူဝဲလာလားလှလားဟုတ်လာဘူးလေကောင်းစိတ်မြင်တကယ်ပြမယ်有啦，下边会五个手呢有挖住啦，挖住啦。သမီးဒီဘောပီလေးပဲရလာလေ啊，你这个人毛病，你那对回来了。အဲ့ဒါကိုသမီးอ่ะ你家路出来了。သမီးရဲ့အဲ့ဒါသူသိလား丢。သမီးရဲ့နောက်ကကြသူများမသိအောင်ယူအောင်နော်သမီးလေးကြောင်းပြန်လာပြီမောလိုက်တာအမေဒီချိန်လေးလှလိုက်တာငယ်ချင်းလက်ဆောင်ပေးလိုက်တာသမီးဟုတ်ဘူးမိမိတငယ်ချင်းကလေအရှိကနေတွားရင်တော့သူ့လေကနေပြုတ်ကြခြင်းကမိမိကောက်တာသမီးရဲ့လောက်လာတဲ့ဒီချိန်လေးသူ့ဆိုဘယ်တော့နှညောလိုက်မလဲသမီးရဲ့နောက်နေ့ကျပြန်ပေးလိုက်နော်သမီးဟာမပေးပါဘူးမမေကလည်းမိမိကြိုက်လို့ယူလာတဲ့ဟာကိုသမီးရဲ့သမီးအောင်ကြိုက်တာသူ့ဆိုဘယ်တော့ကြိုက်လိုက်မလဲသမီးရဲ့မမေကလည်းမိမိကောက်ရတာမိမိဥစ္စာပဲသိဘူးဒီတွားချိုးလိုက်အောင်ဒီပုံစံတိုင်းဆိုငါသမီးလေးဖြစ်တော့ပါဦးအော်ဒီကလေးမလေးစားဦးသေးလေတိတ်ချမသိမ်းဝအောင်သူဖက်ပြီးအိမ်ကြီးကြခွေးလေးမသိမ်းဝပြန်အောင်ငါဒါလေးကိုဖတ်ထားလိုက်မယ်မိမိခွေးရုပ်လေးရောရှာလို့မတွေ့ဘူးမမလည်းမမေလည်းမလုပ်ပါဘူးသမီးရဲ့မမိရုပ်ကဘယ်ရောက်သွားလဲခန်းထဲမှာလည်းရှာလို့မတွေ့ဘူးမမေကြတဲ့ခွေးရုပ်ကလေးလားဟုတ်တယ်မမေအခုလေမမေရဲ့ခွေးလေးပြောက်သွားမမေဘယ်လိုခံစားရလဲဝမ်းနဲ့ရောမမေကလည်းရုပ်လေးမှမရှိတော့တာအဲ့ဒါဆိုလေမမေဟိုတနေ့ကယူလာရဲ့လေကီးချင်းလေးဆိုရင်လေမမေကပိုင်ရှင်နဲ့တည့်ရတာနဲ့ယူလာတာဆိုသူ့ဆိုဘယ်လောက်တော့ခံစားလိုက်ရမလဲသမီးရဲ့ပြန်ပေးပြီးဝါလာကီးချင်းလေးပေးရသေးဘူးပြန်ပေးလိုက်နော်အခုလည်းသမီးလည်းခံစားနေရတယ်မလားဟုတ်သူလည်းအဲ့လိုပဲခံစားရမှာသမီးရဲ့နားလဲပါမမေပြန်ပေးလိုက်နော်သမီးဟုတ်ကျောင်းသွားပြန်ပေးလိုက်ပါမယ်မမေရုပ်ကလေးကိုမမေကသိမ်းထားတာမမေရဲ့မမေတွေ့လာလားဟုတ်တယ်သမီးပေးမမေကပြန်ပေးအောင်ဒီမှာသမီးရဲ့ခွေးရုပ်ကလေးဟုတ်ကျေးဇူးပါမမေကိုခရီးပေးနော်ဘယ်တော့မှသူများပစ္စည်းကိုသူများမသိပဲမယူအောင်နော်မမီဟုတ်မမေခရီးပေးပါတယ်ခရီး